တာဖြစ်သူကိုတေချာကယူမဆိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့မျိုးသမီးဟာသူမရဲ့ခင်ပွန်းကြောင့်နိုင်ရန်နဲ့စောင့်မိပြီးအနိုင်ကျင့်ခံခဲ့ရပါတယ်ဒီလိုမြင်ကွင်းမျိုးဟာသူမအတွက်တော့အလွန်ကိုရိုးအီနေတဲ့ကိစ္စတစ်ခုဖြစ်နေပါပြီဒေါသရကြီးရန်ဖြစ်ပြီးတိုင်းမှာသူမရဲ့ခင်ပွန်းဟာဒူးထောက်ပြီးခွင့်လွှတ်ဖို့တောင်းပန်လေးရှိပါတယ်အဲ့ဒီခါတိုင်းမှာလည်းသူမဟာစိတ်ပြော့သွားပြီးခွင့်လွှတ်မိပြန်ပါတယ်နောက်တစ်နေ့မှာတော့ဘာမှမဖြစ်ခဲ့တယ်လို့မျိုးသူတို့နှစ်ယောက်ဟာတာဖြစ်သူကိုကြောင်းပို့ဖို့ကားနဲ့အတူတူထွက်လာကြပါတယ်လမ်းမှာတော့အမျိုးသမီးကသူတို့နှစ်ယောက်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အကြံပေးပုဂ္ဂိုလ်နဲ့တွေ့ကြဖို့အကြံပြုတဲ့အခါခင်မုန်းဖြစ်သူကဝန်တာအားရသဘောတူခဲ့ပါတယ်ဒါပေမဲ့တာဖြစ်သူကားပေါ်ကဆင်းခါနီးမှာပဲကျောင်းရဲ့လမ်းညွန်ကြိုတင်တဲ့နေ့ကိုသူ့လိုသွားမှန်းခင်မုန်းဖြစ်သူတည်သွားပါတယ်ဇနီးဖြစ်သူကဘာကြောင့်လို့သွားရတယ်လဲဆိုတာကိုအထက်ထက်ခါခါရှင်းပြပေမဲ့ခင်မုန်းဖြစ်သူရဲ့မျက်နှာကတော့ဒေါသကြောင့်မိမောင်သွားပါတော့တယ်အိမ်ပြန်ရောက်တာနဲ့ခင်မုန်းဖြစ်သူဟာဒေါသတကြီးနဲ့သူ့ထုတ်ပိုးတွေကိုစတင်သိမ်းဆေးပါတော့တယ်အဲ့ဒါကိုမြင်တဲ့အခါအမျိုးသမီးကလေရင်ကညနေမှထွက်မှာမဟုတ်လားလို့တတိပေးလိုက်ပါတယ်ခင်မုန်းဖြစ်သူဟာအပြစ်ပုံချဖို့အခွင့်အရေးရသွားတာနဲ့ကျောင်းကိစ္စကိုဘာလို့ကြုံမပြောတယ်လဲဆိုပြီးသူမကိုအကြီးကျယ်အော်ဟစ်ဆဲဆိုပါတော့တယ်စကားများရာကနေအခြေအနေတွေပိုဆိုးလာပြီးခင်မုန်းဖြစ်သူကသူမရဲ့ပါးကိုရုတ်တရက်ရိုက်ချလိုက်ပါတယ်သူမကလည်းအလျှော့မပေးဘဲပြန်လည်ရိုက်နှက်ခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ခင်မုန်းဖြစ်သူကဒူးထောက်တောင်းပန်တာနဲ့ပဲပွဲပြီးသွားခဲ့ပြန်ပါတယ်ခင်မုန်းဖြစ်သူထွက်သွားပြီးနောက်မှာတော့သူမရဲ့သူငယ်ချင်းကစကားပြောဖို့အတွက်အပြင်ကိုခေါ်ထုတ်သွားပါတယ်သူငယ်ချင်းဖြစ်သူကသူမရဲ့ဘဝအကြောင်းတွေကိုညှိတွားနေတာကိုနားထောင်ရင်အမျိုးသမီးဟာသူမရဲ့သူငယ်ချင်းကိုတောင်မနာလိုဖြစ်နေမိပါတယ်တကယ်တော့သူမရဲ့သူငယ်ချင်းမှာလည်းကြီးမားတဲ့ပြဿနာတစ်ခုရှိနေတာကိုသူမမသိခဲ့ပါဘူးအဲ့ဒါကတော့ယောဂတင်တန်းတစ်ခုမှာသူမရဲ့သူငယ်ချင်းဟာခင်မုန်းဟောင်းရဲ့ဇနီးတစ်နဲ့မမျှော်ရင်ပဲဆုံခဲ့ရတာပါဒေါသထွက်သွားတဲ့သူမရဲ့သူငယ်ချင်းဟာတင်တန်းပြီးတာနဲ့ချက်ချင်းနှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲခင်မုန်းဟောင်းကဇနီးတစ်နဲ့အတူရောက်လာပြီးသူမရှိမှတင်ပေါ်ပေါ်ထင်ထင်အချစ်ပြနေကြပါတယ်ဒေါသတွေအကြီးအကျယ်ထွက်သွားကြတဲ့သူငယ်ချင်းနှစ်ယောက်ဟာမကြခင်မှာပဲပြည့်ပြည့်စုံတဲ့လက်စားချေစီမံကိန်းတစ်ခုကိုအတူတူစဉ်းစားလိုက်ကြပါတော့တယ်